ဆက်လက်၍ပကံအကသချင်းဖြင့်ကပြဖြောပြပေးပါရန် Grade 5မှာကျောင်းသူလေးများကိုစင်မြင့်ပေါ်သို့ဖိတ်ကြားအပ်ပါတယ်ရှင်လက်ခုပ်တန်လေးနဲ့ကြားကြပါရရှင်လက်ခုပ်တန်ကြေဖြင့်အားပေးပေးကြပါဦးခင်ဗျာ
ပကံကားဖြင့်ကားပြဖြောပြပေးပါတော့ grade 5မှာအကြောင်းသူများအားကျေစင်မိုးမြင့်မမီမှာစုတော်ငွေ3000ကျပ် grade 5ဆရာဆရာမများမှာစုတော်ငွေ3000ကျပ်ထူးမြတ်အောင်မမီမှာစုတော်ငွေ300ကျပ်တရားချိုမမီမှာစုတော်ငွေ2000ကျပ်ဆုလက်မမီမှာစုတော်ငွေ2000ကျပ်မြင့်မြတ်သူမမီမှာစုတော်ငွေ3000ကျပ်နှင်းဟိမှန်အောင်မမီမှာစုတော်ငွေ2000ကျပ်ကျောင်းဆရာမကြီးမှာကျောင်းဆရာမကြီးတော်ခင်ပြောအောင်မှာစုတော်ငွေ2000ကျပ်ချင်းမြင့်ပေးထားတာဖြစ်ပါတယ်ခင်ဗျာအခုလိုစုချင်းမြင့်ပေးပါတော့ကျောင်းဆရာမကြီးနဲ့ဧည့်သည်တော်လူကြီးမင်းများကိုကျေးဇူးအထူးပေးတင်ရှိပါတယ်ခင်ဗျာပကံကားဖြင့်ကားပြဖြောပြပေးခဲ့ပါတော့ grade 5မှာကျောင်းသူလေးများကိုလည်းကျေးဇူးအထူးပေးတင်ရှိပါတယ်ခင်ဗျာ